မိုးရှုပ်စပြုတ်နေပြီရှမ်းကုန်မန္တလေးအမြန်လမ်းမကြီးပေါ်မှာအောင်မင်္ဂလာခီးတဲ့တင်အစ်ပရက်ကားကြီးတစ်စီးကတဟုန်ထိုးမောင်းနေတယ်ကားပေါ်မှာခီးတဲ့အပြည့်နီးပါးပါတယ်ကျွန်တော်ကတော့ရှင်မောင်ကိုစုကြီးရှင်နောက်လိုက်ကိုပေါက်စာအသက်19နေတာရှိနေတည်တော်လဲဒီကားလောကထဲမှာရောက်နေဒီမှာ3နှစ်နီးပါးရှိနေပြီည9နာရီခန့်မှာ135မှရှိအလျာကန်စားတော့ဆိုင်တွင်ခိတ္တရနာပြီးခီးသည်များညစာစားကြသည်ကျွန်တော်နဲ့ကိုစုကြီးလဲသမင်းကျော်တပွဲစီစားပြီးကားပေါ်ပြန်တက်ခဲ့ကြတယ်ဟဲ့ကောင်ပေါက်စာခီးသည်စစ်အောင်ဟုတ်ကဲ့ဆရာကျွန်တော်လည်းလက်မစရင်စောက်ကိုင်ကတယောက်ချင်းလိုက်စစ်တယ်အားလုံးကစုံနေတယ်ဒါပေမဲ့ကားရဲ့နောက်ဆုံးတန်းတောင်းဆုံးခုံမှာခီးတဲ့တယောက်တိုးလာတာကိုကျွန်တော်တတိထားမိလိုက်တယ်အသက်50အရွယ်ပင်ပင်ရှိရှိမျက်လုံးများကချိုက်ဝင်နေပြီးဖြူဖြော့နေတယ်သူဝတ်ထားတာကတော့အင်ကြီးလက်ရှိနဲ့ပစိုးမှလည်းဖြူစွတ်နေတာပဲဗျဦးလေးလက်မပြပါကမြသူကဘာမှပြန်မပြောပဲကျွန်တော်ကိုစိုက်ကြည့်နေတယ်သူ့အကြီးကရီခဲသမျှအိတ်ဆက်လာတယ်ဗျကျွန်တော်ကြော်တဲ့စိတ်ကနေဖြစ်သွားတယ်ဦးလေးလက်မဲ့ဝတ်ထားရဲ့လားသူကောင်းတဲ့ချိန်ချင်းပြတယ်ပြီးတော့သူ့အင်ကြီးအိတ်ထဲမှာခောက်ထားတဲ့ငွေစက်ကူအဟောင်းလေးတစ်ရွက်ကိုထုတ်လာပေးတယ်ကျွန်တော်ယူကြည့်လိုက်တော့တောင်တဲ့အဟောင်းလေးတစ်ရွက်ဦးလေးဒါကလက်မဲ့မဟုတ်ဘူးလေဘယ်မှာဝယ်ထားတာလဲသူကကားပြင်ဘက်ကိုလက်ညှိုးထိုးပြနေတာအဲ့ဒီအပန်းဘာမှမရှိဘူးမောင်မဲနေတဲ့တိအုပ်ကြီးတာရှိတာကျွန်တော်စိတ်ထဲထူဆန်းသွားတော့လေလူကြီးတယောက်ဖြစ်နေတဲ့ဖြစ်ကိုစုကြီးကိုတော့ပြောပြလိုက်ပါတယ်ဆရာနောက်ဆုံးမှလူတယောက်ပုံနေတယ်လက်မလည်းမရှိဘူးကိုစိုးကြီးကကားနောက်ကြည့်မှန်မှသစင်လမ်းကြည့်လိုက်ပြီးအေးထားလိုက်ကွာလမ်းကျော်လိုက်ချင်တဲ့သူနေမှာပေါ့ပတ်စံပဲယူထားလိုက်လို့သူပြောတယ်ကျွန်တော်လည်းထူလူကြီးထံပြန်သွားပြီးဦးလေးဘယ်မှာဆင်းမလဲဟုမေးတော့သူကရှင်းနာကသူ့တန်မဟုတိုးလေးပြန်ပြောတယ်သူ့အတန်ကလေထဲမှာတိုးဝင်ပျောက်ကွယ်သွားတယ်လို့မျိုးပါကျွန်တော်စက်သိန်းတွေထားသွားတယ်သူ့တန်းဆိုတာကဒီလမ်းပေါ်မှာမရှိဘူးလေဗျာကျွန်တော်လည်းထိုင်ခုံလွတ်တစ်ခုံမှာဝင်ထိုင်လိုက်ပြီးသူ့ကိုမတိမတာအကဲခတ်နေမိတယ်သူကတော့ပြတင်းပေါက်မှာအပြင်ဘက်ကိုသာငေးကြည့်နေတယ်ကားကမိုင်းတိုင်းနေရာကျော်ကိုရောက်လာတယ်ဘန်းဝင်းချင်းတစ်ခုလုံးလည်းတိတ်ဆိတ်ငင်တက်နေပြီးကားမောင်းတံမှလွှဲ၍ဘာမှမကြားရဘူးရုပ်တရက်ရက်ပြီးပါဒီမှာပဲဆင်းမယ်ထိုလူကြီးရဲ့အတန်ဖြစ်သည်သူ့အတန်ကစောကနေမတူပဲစူးရှာနေသည်ကိုစူးကြီးလည်းလန့်ပြီးကားကိုပြည့်အုပ်လိုက်တယ်ဒီနေရာရှိမှာဘယ်သွားမလို့လဲဗျာကားဆက်ပြကိုတိုးနိုင်ကမေးလိုက်တာထိုနေရာကတော့လေခေါင်ဖြစ်နေပြီးဘာမှမရှိဘူးငါအိမ်ဒီမှာပြောဆူဆူနဲ့သူလူကြီးကကားတကားစီတို့ရှောက်သွားနေတယ်သူလမ်းလျှောက်တဲ့ပုံကရှီတောက်ကိုတရွတ်တိုက်ဆွဲပြီးရှောက်နေတယ်လို့ပဲဗျာကားတကားဖွင့်ပေးလိုက်တာနဲ့သူကအမောင်ထဲကိုဆင်းသွားတယ်သူဆင်းသွားတာနဲ့ကားထဲကအလွန်ဆိုးဝါးတဲ့ပုတ်အနန်းကြီးတစ်ခုကလွမ်းရှုံသွားခဲ့တာပေါ့ခီးတဲ့တချို့ကနှာခေါင်းပိတ်ကြတယ်ဘာနဲ့ကြီးလဲကွာမူးလိုက်တာကိုစိုးကြီးကရင်းညူရင်ကားကိုပြန်မောင်းထွက်ခဲ့တယ်ကျွန်တော်ကတော့သူဆင်းသွားရအမောင်ထုတဲ့ကိုလမ်းကြည့်မိတယ်ထိုအခါကျွန်တော်တကောလုံးတုံတက်သွားတယ်အမောင်ထဲမှာထိုလူကြီးရဲ့ဘုံရိပ်ကတဖြည်းဖြည်းပျောက်ကွယ်သွားတာမဟုတ်ပဲမြေကြီးတဲတို့တဖြည်းဖြည်းနှိမ့်ဝှက်သွားခြင်းပဲဖြစ်ပါတယ်သူ့မျက်လုံးများကနောက်ဆုံးအချိန်ထိကားရှိရာသို့စိုက်ကြည့်နေခဲ့တယ်အိတ်ဆက်ဆက်အညူအကြီးနဲ့ပေါ့ဗျာ
နောက်နေ့မနေ့မန္တလေးရောက်တော့ဒီအဖြစ်ဖြစ်ကိုကားမှုအားပြောပြခဲ့ကြတယ်ကဲမှုဦးကျော်ကမျက်နှာပြက်သွားပြီလွန်ခဲ့တဲ့တစ်ပတ်ကအဲ့ဒီမိုင်တန်း200နားမှာလူတစ်တယောက်ကားတက်ခံရပြီးပွဲချင်းပြီးတည်သွားတယ်အလောင်းကိုဘယ်သူမှလာမထုတ်လို့အနည်းအနာကသူ့တံမှာပဲမြုပ်လိုက်ရတယ်မင်းတို့တွေ့ခဲ့တာသူပဲဖြစ်မယ်ဆိုပြီးကိတ်မှုကပြောခဲ့တယ်သူစကားကိုကြားပြီးကျွန်တော်နဲ့ကိုစိုးကြီးတို့ကအတော်လေးတုံလုံးချောက်ချသွားခဲ့ရတယ်အဲ့ဒီမှာစလို့ညခင်ကားမောင်းရမယ်ဆိုရင်ကျွန်တော်တို့ရင်ထဲမှာထိတ်လိုက်မှုကအမြဲတမ်းဆွဲကြံနေတော့တယ်အမြဲလမ်းမရှိရဲ့အမောင်ထုတွေကနောက်ဆုံးခီးတဲ့တရားအဖြစ်သူအမြဲလိုက်ပါနေမိလားဟုတွေးမိတိုင်းစက်တီမွေးကြီးများထောင်ထားလာစမြဲပါပဲဟုတ်ကဲ့အားလုံးပဲမင်္ဂလာပါဗျာကျွန်တော်နာမည်တန်းအောင်စင်ပါကျွန်တော်တင်ဆက်ပေးတဲ့ဆက်လန်းကိုအစအဆုံးလိုက်ပါကြည့်ရှုနားဆင်ပေးကြတဲ့ပရိသတ်တယောက်ရှိစီတိုင်းကိုဂျေစုအထူးပဲတင်ရှိပါတယ်ဗျာကျွန်တော် channel လေးကိုလည်း like and subscribe လေးနှိပ်ပေးထားဖို့မမေ့နဲ့အောင်ဗျာနောက်ဗီဒီယိုမှာပြန်လည်ဆုံတွေ့ကြရအောင်